အားမင်္ဂလာပါကျွန်တော်တို့ကြိုတာပါဒီနေ့ဗီဒီယိုမှာတော့ Sakura School ထဲမှာအရင်ဗီဒီယိုကကျွန်တော်ဖျားသွားပြထားပါတယ်ဒီနေ့ဗီဒီယိုမှာလည်းကျွန်တော်ဖျားပက်ထသွားပြမှာဒီဗီဒီယိုမှာ7 GB ပါချိန်တော့နောက်မှာအမီးတွေပါပေါက်နေပါတယ်ဒီနေ့ကတော့နောက်ထပ်ဖျားအသစ်တစ်ခုထပ်သွားမှာဒီခေါ်ပြရအောင်ဒီနော်သွားဖို့ဆိုရင်ဒီဗီဒီယိုအားလေးနဲ့ပါ ID ပါ ID ရ Okay ဒီ ID လေးပါရလာတော့မသိဘူးဗျာဟုတ်လားတော့မသိဘူးဒီ ID လေး what ဘာလဲမှားနေရလဲခဏ ID လေးဆက်ပြန်ကြည့်လိုက်ဟုတ်တယ်လေးမှန်တယ်လေကွာဟုတ်ဒီမှာမဟာမုနီရုပ်ရှင်တော်ရုပ်ရှင်တော်ဟာဘာတော့မဟာမုနီရုပ်ရှင်တော်လေ okay တော်ကြစို့ okay တော်နေပြီ yes တော်နေပြီ yes တော်နေပြီ okay ရောက်ပါပြီခင်ဗျာရောက်ပါပြီခင်ဗျာဒီခါတော့လုံးဝမအောင်တော့ဟိုတကားလည်းဖဲရောက်ပြီးတော့ဆိုဟဲ့အော်ထားရနေရှာလို့ကွာဒီတစ်ခေါက်ရောက်တော့ပုံမိုက်တယ်တော့ကွင်းမြင်နော်ဘာမှထူးထူးခြားမှာဒီမှာပတ်စံအလူကနေပေါ့ဒီကပတ်စံယူရအောင်ကောင်းအေးပတ်စံအတူဟာပတ်စံအတူကြီးဟာဘာရှင်လို့အဲ့ဒါဘိုင်း what တော့ဖျားပေါ်တက်လေနော်ရကြလေးဆိုဘာလဲဖျားပေါ်တက်လေမိတ်ကလေးပဲများ okay ဖျားပေါ်တက်လေတော့ပါလေဟိုတော့ကြောက်ဖျားရဲ့အနောက်မှာတော့ဟိုမီးလင်းနေဟာလေးပါဒါချက်တောင်းဒီဖျားရှိကိုလည်းဖျားတော့လေဖျားရှိကိုလေငါအမီးပေါ့နော်အမီးပေါ့မစင်ဘူးအမီးကိုနောက်ကဖြုတ်တာမှာရဒါလည်းစူးစမ်းဘာမှမပါတော့ဘူးဟိုမှာလည်းခေါင်းလားဟိုတနေ့ဟာနဲ့တူတူပဲဘာမှလည်းမပေါ်တူတူပဲအပေါ်တစ်ချက်တက်ကြည့်လိုက်ဖျားပေါ်တက်ပြီအိုးမြင်လို့ရတာညမြင်ရွယ်ဝါရောင်းတက်ပါလေအချုံးညဒီဘောလေးတက်လို့ရတယ်ဟာ what တက်လို့မရပါဘူးတဲ့လောက်လာလို့ရှိရင်လွယ်တယ်ကျောင်းတစ်ချက်ပဲပြကျောင်းတော့ပြောဖះကိုတစ်ချက်ပဲပြဒါအဆောင်လေးပါပါလာအဲ့လိုတိုင်ရေးတယ်ပါโอเคဒီနေ့ဗီဒီယိုတော့ဒီလောက်ပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်